မင်္ဂလာပါရှင်ခက်ခဲနေရဆိုလို့ရှိရင်ဆီယမကအကျဉ်တစ်ခုပြပါမယ်ခုနနေ့ရှင်နန်တာရမီအပေါင်းပေါ့နော်အားလက်တဲ့အချိန်တစ်ခုမှာအချိန်တစ်ခုယူပါယူပြီးလို့ရှိရင်ဒီနေ့ဆိုရင်တနင်္ဂနွေနေ့ပေါ့နော်တနင်္ဂနွေနေ့ဆိုလို့ရှိရင်ကိုကဘာလုပ်ကမလဲဆိုတော့ဒါကတော့ကျမရဲ့ဆရာသမားရဲ့ဆရာပေါ့နော်အဖူးဆရာကနေမှကျမကိုလည်းခက်ခဲနေတဲ့အခက်အခဲတွေအားလုံးပြင်ငိမ့်မှုအတွက်တဲ့ဖရားတရားကိုယုံယုံကြည်ကြည်နဲ့လောက်ပါငါသမီးရဲ့တဲ့ဆီယမတို့ဆိုဒီမှာလည်းအတိုက်ခိုက်တွေအခက်အခဲတွေရှိပါတယ်အဲ့တော့ခါကျတော့ဆီယမကဘာကိုအကြံပေးခြင်းလဲဆိုတော့ခါကျတော့ဟိုပေါ့နော်ဒါဆီယမရဲ့အဖူးဆရာဆီယမဒီနည်းလေးလောက်ခိုင်းထားတာပါအားလုံးကိုလည်းသိစေခြင်းလို့လောက်ပါလို့ဆီယမတိုက်တွန်းခြင်းပါတယ်ဒီနေ့ဆိုတနင်္ဂနွေနေ့ပေါ့တနင်္ဂနွေဆိုတော့တနင်္ဂနွေကျူတက်6ပေါ့နော်အဲ့တော့ခါကျတော့တနင်္ဂနွေဂျူတက်အလိုက်တနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓကြတာပြီးတောက်ကြစနေပေါ့9ရက်ဆိုတော့ခါကျတော့အဲ့ဒါကိုကဒီရဲ့တနင်္လာအင်္ဂါဂျူတက်နေ့တိုင်းမှာကိုယ့်ရဲ့ဂုဏ်တော်တစ်ခုကိုပွားများပြီးတော့တနင်္ဂနွေဂျူမင်းကြီးကိုတနင်္ဂနွေနေ့ဆိုတနင်္ဂနွေဂျူမင်းကြီးတနင်္လာဆိုတနင်္လာဂျူမင်းအင်္ဂါဆိုအင်္ဂါဂျူမင်းပေါ့နော်သူတို့အတွက်ရည်မှန်းပြီးတော့ဒါတနင်္ဂနွေနေ့ဆိုရင်အရှိမြောက်ရက်ကိုအာယုံပြုပြီးတော့ကိုဒီဥပမာမေတ္တာတုပ်ဆိုလို့ရှိရင်6ခေါက်နောက်ဆုံးကိုမေတ္တာတုပ်ရနိုင်တယ်ဆိုမေတ္တာတုပ်ဆိုမေတ္တာတုပ်6ခေါက်ယူပြီးလို့ရှိရင်တစ္ဆာပြီပေါ့နော်ဒီနေ့ဒီရက်ဒီချိန်မှဆိုင်အရှိမြောက်တောင်းရက်မှာစောင့်ရှောက်တဲ့ဂျူမင်းကြီးပေါ့နော်ဒီတနင်္ဂနွေဂျူမင်းကြီးဒီကျွန်ုပ်ဒီမေတ္တာတုပ်ကို6ခေါက်ပူဇော်ပါလိတနင်္ဂနွေဂျူမင်းကြီးထပ်တူထမြန်ရရှိပါစေကျွန်ုပ်ကိုလည်းတနင်္ဂနွေနေ့ပိုင်းယဟန္တာရှင်သူမြတ်အပေါင်းနော်အဲ့လိုပေါ့အစရာကောင်းတမန်ကိုရဲ့ဒီဆုတောင်းပေါ့နော်ပြီးတော့တနင်္ဂနွေနေ့ပိုင်းယောက်ျားမိန်းမအပေါင်းတို့ဒီကျွန်ုပ်ကိုချစ်ခင်ကျင်နာသာဆောင်းလျှောက်ပါစေတည်းပေါ့နော်အဲ့လိုမျိုးလေးတွေကိုဖြစ်ချင်အောင်ဒီရဲ့မေတ္တာတုပ်ကို6ခေါက်တနင်္ဂနွေဂျူမင်းကြီးဂျူတက်လိုက်ရွတ်ဖတ်တဲ့ဆေရတဲ့ကုလိုတစ္ဆာတရားကြောင့်ဆိုပြီးမှအဲ့မေတ္တာတုပ်6ခေါက်ပြီးတာနဲ့အဲ့တစ္ဆာတရားကြောင့်ဆိုတစ္ဆာပြပြနဲ့အမြဝီပြီးတာရုခေါ်ပြီးအဲ့ဆိုလို့ရှိရင်တောင်းတန်ရအခက်ခဲအချူလေးတွေအဆင်ပြေလာပါလိမ့်မယ်ရှင်ဒါကတော့ငွေမကုံလူမပန်းမဲနဲ့နော်ရရှိစေမဲ့ရေရာတွေပါဖះတရားတန်ခါပေါ့နော်ဗုဒ္ဓဘာသာဝင်တွေဖះတရားတန်ခါကိုယုံကြည်တက်ဝင်စားလောက်ကြည့်ပါအကျိုးထူပါလိမ့်မယ်ရှင်ကျေးဇူးတင်ပါတယ်ဘာသာကြားတွေကတော့လေကိုယ့်ရဲ့နှစ်တက်ရပေါ့နော်ကိုနှစ်တက်ရကိုကိုယ့်ရဲ့ဖះစီမှာယုံကြည်စွာဆုတောင်းကြပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေရှင်